ရပိုင်းလေးရာသီဥတုလေးကလည်းနိုင်ငံနဲ့ပြန်အေးလာတဲ့အတွက်ကြောင့်မို့လို့စိတ်ထဲမှာရှက်ခေါက်ဆွဲရေပျော်လေးနဲ့ရှက်ခေါက်ဆွဲလေးစားကျင်လို့ပေါ့နော်လှူစားဖြစ်ပါရဲ့ရှင်အခုလိုမျိုးအရေရောအတုပ်ရောမှာလုံးဝရှမ်းပြည်ရလက်ရအတိုင်းပေါ့နော်ရတာလေးကိုရစေတဲ့နီလန်လေးနဲ့ချက်ပြပေးထားပါရဲ့ရှင်အရန်လည်းမခတ်ပဲနဲ့လွယ်လွယ်ကူကူနဲ့ကိုအိမ်မှာပဲလှူစားလို့ရလို့လုံနီးလေးကိုမျှဝေပေးလိုက်ပါရဲ့ရှင်ဒါကတော့ရှမ်းခေါက်ဆွဲရဲ့အသက်ဖြစ်တဲ့ကြက်သားဟင်းလေးဖြစ်ပါတယ်ဒီဟင်းချက်နီးလေးကိုလည်းနောက်ရက်မှာထပ်ပြီးတော့ပြန်တင်ပေးပါမယ်ရှင်ဗီဒီယိုလေးရှိသွားမှာဆိုလို့ပါအရေးတောက်အတွက်ကြက်သားအယိုးလေးတွေရဲ့စားရဲ့နည်းနည်းပင်အမြင့်ရဲ့ချင်းလေးနည်းနည်းရဲ့ကြက်သွန်ဖြူလေးရဲ့ဒီမှာတော့ကြက်သွန်နီးလေးပါထည့်ပြီးသုံးထားပါတယ်ဟင်းရည်လေးပို့ချိုအောင်လို့ပါရှင်ပြီးရင်တော့အသားလုံးလေးတွေပါထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ရှင်ဒါဆိုတော့ကြက်ပြုတ်ရရပါပြီနော်ရှမ်းခေါက်ဆွေးတွေမှာထည့်စားမယ့်အမယ်လေးတွေကိုပြင်ဆင်ပါမယ်ရှင်ပထမဦးဆုံးကြက်သွန်ဖြူတွေကြိတ်ထားတာလေးကိုကြက်သွန်ဖြူစီချက်လေးစားချက်ပါမယ်ရှင်ကြက်သွန်ဖြူစီချက်ချက်လို့ရှိရင်တော့လေနည်းနည်းလေးဂယူးဆိုင်ပြီးတော့ချက်ပေးပါရှင်မီးအရင်များလို့ရှိရင်လည်းတူးသွားတတ်ပါရဲ့နော်ဒီလိုအနေလေးရပြီဆိုလို့ရှိရင်ကြက်သွန်ဖြူစီချက်လေးရပါပြီပြီးရင်တော့ကြက်သွန်ဖြူစီချက်ထဲကိုနှမ်းလော်လေးနှစ်စွန်ထည့်ပြီးတော့တေချာလေးမှွေထားပါမယ်ရှင်ဒါဆိုရင်တော့ကြက်သွန်ဖြူစီချက်လေးရပါပြီနော်ပြီးရင်တော့စီမွေးလေးဆက်ပါမယ်ရှင်။ရုပ်သီးအကြက်မှုတ်3စွန်3ထားပါရဲ့ရှင်။ပြီးရင်တော့အယောင်တင်မှုတ်လေးပေါ့နော်။အယောင်တင်မှုတ်လေးနည်းငယ်ထည့်ပါမယ်ရှင်။အယောင်တင်မှုတ်လေးထည့်ပြီးပြီဆိုလို့ရှင်တော့ဒါရှောက်ကောမှုတ်ပါရှင်။ရှောက်ကောမှုတ်လေးထည့်မယ်ပြီးရင်တော့ဒါပါကောပါပါကောတော့နည်းနည်းပဲထည့်ပါရှင်။ပြီးရင်တော့အဲ့ပုံမှာစီပူလေးလောင်းလိုက်မယ်ဆိုလို့ရှင်တော့စီမွေးလေးရပါပြီရှင်။စီပူလေးလောင်းချလိုက်တဲ့အချိန်မှာအရန်ကိုမှုေးပါတယ်ရှင်။ပြီးရင်တော့နောက်တစ်မျိုးအနေနဲ့နန်းနန်းပင်လေးပါရှင်နန်းနန်းပင်ကိုတော့ဒီနေရာမှာကြက်သွန်ဖြူလေးထည့်မယ်ပြီးရင်တော့စားလေးနည်းနည်းထည့်မယ်ရေနွေးလေးနဲ့ထည့်ပြီးတော့စားရည်လေးဖြောထားမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့မြေပဲလေးလည်းထောင်းထားပေးပါနော်ဒါကတော့ပါဝင်တဲ့ပစ္စည်းလေးတွေကိုပြန်ပြပေးတာပါရှင်ဒါကတော့ကြက်သားစီတက်ထားတာလေးဖြစ်ပါတယ်ပြီးရင်တော့နောက်တစ်ခုကကြတော့စီမွေးလေးဖြစ်ပါတယ်ဒါလေးကတော့စီချက်လေးပါရှင်။အခါထောင်းထားတဲ့မြေပဲလေးတွေပါပြီးတော့စားရည်လေးရဲ့သွတ်သွန်မိတ်လေးနဲ့နည်းနည်းမင်းလေးလဲလှီးထားပါရဲ့ရှင်။ဒါကတော့ပဲပုတ်လေးပါရှင်အငန်အောင်သုံးထားပါတယ်ပဲငပိလို့လည်းခေါ်ပါတယ်။ပြီးတော့ပဲငပြားရဲ့အကြည်နဲ့အနှောင်းနဲ့ကိုရောထားတာလေးဖြစ်ပါတယ်။ဒီနေရာမှာလေးရှမ်းချင်ကိုကြတော့လေအစိမ့်လေးကပူစားလို့ကောင်းတော့အစိမ့်လေးနဲ့စားပါမယ်ရှင်။ပြီးရင်တော့ဒါကတော့ပဲရွက်လေးဖြစ်ပါတယ်မထည့်လေးရပါရဲ့နော်။ချားကိုကြိုက်တဲ့အရွက်လေးထည့်လို့ရပါတယ်နော်ရှက်ခေါက်စက်ဘက်ကိုတော့မပြုတ်ခင်တနားရီလောက်ကြိုပြီးတော့ရေစိမ်ထားမယ်ဆိုရင်တော့ပြုတ်လို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်ပြီးရင်တော့ပဲရွက်လေးတွေပါထည့်ပြုတ်လိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ပွဲလေးစားပြီးတော့ပြင်လို့ရပါပြီရှင်ပထမဦးဆုံးအနေနဲ့ပဲငပြားရေးအကြီးနဲ့နောက်ဆက်ထားလေးထည့်မယ်ပဲငပိလေးထည့်မယ်ပြီးရင်တော့ကြက်သားထည့်ထားတဲ့ကြက်သားချက်လေးထည့်ပါမယ်ရှင်ပြီးရင်ကြက်သွန်ဖြူစီချက်လေးထည့်ပါမယ်ပြီးရင်တော့စားရည်လေးနည်းနည်းထည့်ပါမယ်ဒါကတော့မြေပဲလော်လေးပါရှင်ထောင်းထားတာလေးထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးစီမွေးလေးထည့်ပါမယ်ဒါဆိုရင်တော့အားရပါရလေးတခြားလေးမှွေပေးလိုက်ပါရှင်အဲဆိုတော့အရသာရှိလာတဲ့ရှမ်းခေါက်ဆွဲအတုပ်လေးရပါပြီရှင်ရှမ်းခေါက်ဆွဲလုံနီးလေးရလေးအရန်နဲ့လွယ်ကူပြီးတော့တော်တော်လေးလေးစားလို့ကောင်းလို့လေချက်ပြီးတော့လိုက်စားကြည့်ပါရှင်ဝက်ခောက်လေးနဲ့ဆိုလို့ရှိရင်တော့အရန်ကို perfect ပါပဲရှင်အားလုံးပဲဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နော်